မင်္ဂလာပါရှင်ဝမ်စားချုပ်အစဉ်ဒီမှာကြိုဆိုပါရရှင်ဒီနေ့ပြောပြပေးမယ်အလုပ်ခေါ်စာလေးကတော့တပြေကုန်းမှာရှိတဲ့တီးဟောက်မှာအလုပ်ကရန်ဂျူနီယာအကောက်တဲ့မ2ဦးကရှာမ2ဦးဝိတ်တာကြားမ9ဦးကစ်ချင်းအကူကြား3ဦးခေါ်ထားပါတယ်ဂျူနီယာအကောက်တဲ့လေးအတွက်ကတော့အသက်အရွယ်ဟာ20မှ30ဖြစ်ပြီးပညာရေးချင်းကတော့အထက်တန်းအောင်ဖြစ်ရပါမယ် SCCI level 1 2 3ရသူဖြစ်ရပါမယ်အခြေခံလစာလေးကတော့အတွေ့အကြုံရှိသူအတွက်3သိန်းခွဲပေးထားပါတယ်ကရှာလေးအတွက်ကတော့အသက်အရွယ်ဟာ18မှ25ဖြစ်ပြီးပညာရေးချင်းကတော့အထက်တန်းဆင့်ဖြစ်ရပါမယ်အတွေ့အကြုံရှိသူအတွက်2သိန်းခွဲပေးထားပါတယ်ဝိတ်တာလေးအတွက်ကတော့ပညာရေးချင်းကအလဲတန်းဖြစ်ပြီးအခြေခံလစာ2သိန်းအထက်ပေးထားပါတယ်ကစ်ချန်အကူလေးအတွက်ကလည်းပညာရေးချင်းကအလဲတန်းဖြစ်ပြီးတော့အခြေခံလစာ2သိန်းအထက်ပေးထားပါတယ်တလကိုတရက်နားခွင့်ရှိတဲ့အပြင်နေသားငိမ့်လေးလည်းစီစဉ်ပေးထားပါတယ်တော့ပြန်လုပ်ချင်ရင်လည်းလစာညှိနှိုင်းပေးမှာဖြစ်ပါတယ်ဒီလုပ်ကလေးကိုစိတ်ဝင်စားလို့ရှောက်ထားမယ်ဆိုရင်တော့အမတို့ရဲ့ One Star Job Agency မှာလူကိုယ်တိုင်ဖြစ်စေ online ရဖြစ်စေလာရောက်ရှောက်ထားနိုင်ပါတယ်ရှင်